အပြိုစစ်စစ်ကိုသဘောကျတယ်ဆိုတော့မှန်းထားတဲ့အကောက်ပါရှင်လောကကြီးမှာအပြိုရှိတော့ရှိရရှားတယ်နော်တခါတည်းတရားပြောလိုက်တာကျမအပြိုမဟုတ်လို့သူ့မိဘရဲ့သဘောမတူဘူးလို့မှန်းရင်ညီမလေးလောကကြီးမှာလေအပြိုမှမဟုတ်တချို့ခလေးမေတစ်ခုလက်ဒီစင်ကမားသားတွေအပြိုထက်ဝင်ငွေဖြောက်တယ်အပြိုတွေထက်ဘာကြည့်မလဲခန္ဓာကိုယ်အချိုးသားကြည့်မလားအရေးချင်းကိုကြည့်မလားအလောက်ခံရင်ကြည့်မလားယောက်ျားကိုပေးပုံနဲ့အကောင်းပုံခေါင်းကြီးကြည့်မလားတဘုံကြီးဒီကမပြောချင်တာအိမ်တော်ကြီးကကိုယ်တွေပဲဖြတ်တန်းဆွေမျိုးရွှေမျိုးညီကိုမောင်နှမဆိုတော့ခဏဝေးဖန်တာကိုလို့ဆက်ရှိတာဆက်လို့ကိုရွှေချက်ထားတဲ့လမ်းဆက်ရှောက်မကောင်းရင်လည်းခံကောင်းရင်လည်းခံအဲ့လိုခံယူတာသူ့အမျိုးကိုဂရုစိုက်နေတော့ညီတို့အိမ်တော်ကြီးညီတို့ယူမဲ့ဘဝအဆင်ပြေမှာမဟုတ်ဒီကမမပြောချင်တာနှုတ်နှစ်ဖက်ချစ်နေဖို့နဲ့ဘဝကိုနားလဲဆိုတာတိဆောက်တတ်ဖို့ပဲရည်ကြည်တယ်အပြိုစစ်စစ်ကိုလိုချင်ရင်တို့အမေးပိုက်ထဲကထွက်တဲ့မွေးကန်းစကလေးက10ကျော်သက်ထိတာအပြိုစစ်စစ်ရမယ်ဆိုတဲ့အချောင်းကိုမမခိုင်ပြောပြစေနော်ခုခေတ်အပြိုတွေက16 19 18 19 20လောက်ရောက်ပြီဆိုရင်ရီးစားလေးထားတတ်ပြီဆိုတာနဲ့ဘာညာတရကနေကြကွာစီရဖြစ်စင်နေပြီနော်တချို့တွေရတယ်ခက်တယ်ရှေးယူတွေရတယ်မပြောချင်တာအပြိုမရှိမို့ရှိတယ်ဒါပေမဲ့ရှားတယ်အပြိုစစ်စစ်ကမရှိဘူးမို့လုံးဝရှိပါတယ်ဒါပေမဲ့အပြိုဆိုပြီးတော့ဟန်ဆောင်ထားတဲ့လူတွေကအရန်များတယ်ခစ်ကြီးမှအပြိုပေါ်မှတန်ဖိုးထားတယ်ဆိုတော့ကိုယ့်ဟာရအောင်ရှာယူပါလို့မမခိုင်အကြံပေးရင်ဒီကုန်းချုပ်ပြစေနော်